အားလုံးမင်္ဂလာပါဗျကိုဒီစားပါအဲ့တော့ကျွန်တော်ရဲ့ဒီ stock share ဖြစ်ငွေကြေးလွတ်လပ်ခွင့်စီဖို့ဆိုတဲ့စာအုပ်လေးထွက်ရှိလို့လာပါပြီဒီစာအုပ်ကိုမနေ့က pre order မှာတဲ့လူတွေစီကိုကျွန်တော်ပို့လိုက်ပါတယ်ဒါပေမဲ့ဒီနေ့feedback လေးပြန်ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တချို့တွေလည်းဖုံးဆက်ပြီးလမ်းမိတယ်ဆရာကြီးဗီဒီယိုပါမယ်ဆိုဗီဒီယိုခွေလည်းမတွေ့ဘူးဟုတ်ပါဘူးကျွန်တော်ဗီဒီယို QR ထည့်ပေးလိုက်တာပါเนาะအဲ့တော့ဗီဒီယို QR ဆိုတာဒါမျိုးလေးပါเนาะအဲ့တော့เนาะဒါစကန်ဖတ်လို့ရပါတယ်အဲ့တော့နောက်တချို့ကကြတော့လေဒီ QR တွေမတွေ့ဘူးပေါ့เนาะ QR တွေကဗမာလဲပေါ့QR code တွေကကျွန်တော်တို့စာမျက်နှာဘယ်လောက်မှာတစ်ခုရှိလဲဆိုတော့89မှာเนาะစာမျက်နှာ89မှာ QR code ခုပါပါတယ်ပြီးတော့စာမျက်နှာ129မှာเนาะအဲ့တော့စာမျက်နှာ129မှာလေ QR code ခုပါပါတယ်အဲ့တော့နောက်ထပ် feedback တစ်ခုကဘာလဲဆိုတော့တချို့ကအဲ့ QR code တွေကိုတွေ့တယ်အဲ့တော့ QR တွေကိုစကန်ဖတ်လိုက်တယ်ပြီးတော့ကျွန်တော်လမ်းပြောတယ်ဆရာကြီးဒီဗီဒီယိုတွေတော့ကြည့်ပြီးသွားပြီနားကိုမလဲဘူးအဲ့တော့ကျွန်တော်ကအံ့ဩရတယ်မနေ့ကမှစာအုပ်ပို့တာပေါ့နော်ဘယ်လိုလုပ်ဗီဒီယိုတွေတော့ကြည့်ပြီးသွားတာတော့ပေါ့နော်အဲ့တော့အဓိကပြောချင်တာကစာအရင်ဖတ်ရမှာပါနော်ဆိုတဲ့သဘောတွေကစာအုပ်ထဲကအကြောင်းအရာတွေကအခြေခံအကြောင်းအရာတွေဖြစ်ပါတယ်ဗီဒီယိုကလက်တွေ့ analysis လုပ်ပြထားတဲ့သင်ခန်းစာဗီဒီယိုတွေဖြစ်ပါတယ်ကျွန်တော်ဥပမာတစ်ခုပြောပြရမယ်ဆိုရင် financial statement ဆိုတာပါလေ P ratio ROE ပေါ့နော်ဒါအခြေခံပေါ့နော်အဲ့ဒါတွေကိုစာအုပ်ထဲမှာပဲလေ့လာနိုင်မှာဖြစ်ပါတယ်ဗီဒီယိုမှာမပါပါဘူးเนาะအဲ့တော့ဗီဒီယိုမှာကျတော့ဘယ်လိုပဲပါမယ်ဆိုတော့ဥပမာ ROE ကိုကျွန်တော်ကအမှပြိုင်ဘက်တွေကုမ္ပဏီတွေနဲ့နှိုင်းယှဉ်လိုက် ROE ဒီလောက်ရတယ်ဆိုရင်ဒီကုမ္ပဏီကကောင်းတယ်ကျွန်တော်အဲ့အကြောင်းအရာလောက်ပဲကျွန်တော်ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့ ROE ဆိုတာဘာလဲမသိဘဲနဲ့ကျွန်တော်ဗီဒီယိုကကြော်ကြည့်လို့မရပါဘူးเนาะအဲ့တော့အဲ့ ROE ဆိုတာဘာလဲเนาะအဲ့တော့ PE ratio ဆိုတာဘာလဲဆိုတာဒီစာအုပ်ထဲမှာအကုန်ကျွန်တော်ရှင်းပြပြီးသားဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒါတွေအကုန်လုံးနားလည်ပြီဆိုတော့မှကျွန်တော်ဗီဒီယိုကိုတွားကြည့်ပါအဲ့တော့မှကိုက data analysis လုပ်နိုင်မှာဖြစ်ပါတယ် data နားလည်မှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကစာဖတ်တာပြင်းတယ်ပေါ့เนาะစာမဖတ်ချင်ဘူးအဲ့ဆိုရင်ကျွန်တော်မှာတင်တန်းရှိပါတယ် online တင်တန်းရှိပါတယ် online တင်တန်းတော့တင်တန်းကြီး2တိန်းမှာစာဖတ်စရာမလိုပါဘူးเนาะဗီဒီယိုတင်ခန်းစာတွေကျွန်တော်အကုန်တင်ထားပေးပါတယ်အသေးစိတ်ပေါ့เนาะအဲ့တော့ဒီစာအုပ်ကတော့ကျွန်တော်2000ခွဲနဲ့ရောင်းပါတယ်အဲ့တော့တဘောတဘာဝကတော့မတူပါဘူးဒါပေမဲ့လည်းကျွန်တော်ကဒီစာအုပ်ကိုเนาะစာဖတ်တဲ့လူတွေပေါ့เนาะပုံမူနားလေလာအောင်လို့ပေါ့เนาะနောက်ပြီးတော့တကယ်လည်းအကျိုးရှိအောင်လို့ဆိုပြီးတော့ကျွန်တော်ကစာအုပ် plus video tutorial ဆိုပြီးတော့လုပ်ပေးထားခြင်းဖြစ်ပါတယ်ပွင့်လင်းဝင်ခံရရင်တော့သင်တန်းလောက်တော့အစုံလင်ပါမှာတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့လည်းဒီစာအုပ်နဲ့ဒီ video QR တွေကိုလေ့လာပြီးတော့ဒီ stock market ထဲမှာဝင်ရောက်ရင်းနှီးမြှုပ်နှံလို့ရပါတယ်အဲ့လိုရအောင်လဲကျွန်တော်စနစ်တကျရေးသားပြုစုထားပါတယ်เนาะသင်တန်းကတော့ကျွန်တော်တို့ကဒီ continue ရပေါ့เนาะ support ပေါ့တခြားတော့ other support တွေပါပါတယ်เนาะအဲ့တော့တခြားဝန်ဆောင်မှုတွေလည်းကျွန်တော်တို့ကသင်တန်းတက်တဲ့လူတွေအတွက်တော့တည်တံ့ထည့်ထားပေးတယ်ပေါ့เนาะအဲ့တော့စာအုပ်နဲ့သင်တန်းကတော့မတူတာတော့နားလည်ပေးပါဗျာเนาะစာအုပ်က1000ခွဲပါเนาะသင်တန်းကတော့2သိန်းပါเนาะအဲ့လိုဈေးနှုန်းလေးတွေကွာပါတယ်เนาะအဲ့တော့နောက်တစ်ခုကကြတော့ကိုက continue ရလမ်းနဲ့ဗမာဆက်လေးလာလို့ရအောင်ပေါ့စာအုပ်ဝယ်လိုက်ရုံနဲ့တတ်တာ reference လုပ်လို့ရအောင်ကျွန်တော်စီမံထားပေးပါတယ်ကျွန်တော်ဒီစာအုပ်ရဲ့နောက်ဆုံးမှာ QR စကန်တစ်ခုပါပါသေးတယ်အဲ့ QR စကန်ကိုဖတ်လိုက်မယ်ဆိုရင်ကျွန်တော်နောက်ပိုင်းမှာ edit တင်ခန်းစာတွေထပ်တင်ပေးဦးမှာပါเนาะနောက်ပြီးတော့ဒီ stock share နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘဝတုဒဖြစ်ဖွယ်နေတယ်ကျွန်တော်ကအဲ့ဒီ website link ထဲမှာပေါ့เนาะဆက်ပြီးတော့ကျွန်တော်မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်เนาะအဲ့တော့စာအုပ်ဝယ်ထားတဲ့လူတွေအနေနဲ့ဘာအရင်လုပ်ရမလဲဆိုတော့စာအုပ်တော့အရင်ဆုံးပြီးအောင်နားလည်အောင်အရင်ဖတ်ပါပြီးရင်ဗီဒီယိုသင်ခန်းစာတွေကိုစကန်ဖတ်ပြီးလေ့လာပါနောက်ပိုင်း edit သင်ခန်းစာတွေကတော့စာအုပ်အဖုံးမှာပါတဲ့ QR scan ကိုဖတ်ပြီးတော့ဆက်ပြီးတော့လေ့လာသွားလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ